NLD ဘိုးစီဝိုင်းကော်မတီအဖွဲ့ဝင်မှာလုံတုံက speed တခုမှာအမေစုကမေးတယ်သူအဲ့ဒီချိန်မှာယူရီးယားပြန်လာစသူအမေစုဆိုတော့ကလည်းအော်ပြီးတော့လူတွေခေါ်ရတဲ့ခါမှာပြန်လာတဲ့ခါမှာသူတော်စိတ်ထိခိုက်လာတယ်ပြန်လာတော့ကျွန်တော်တို့မေးတယ်ရှင်တို့ကျွန်တော်တို့အဲ့ကျမတို့ဒီလူတွေကိုကျမပြန်ခေါ်ချင်တယ်ဘယ်လိုလုပ်ရှိလဲဘယ်လိုလုပ်အောင်လဲလို့မေးတယ်မေးတဲ့ခါမှာကျွန်တော်တို့ညထူတော့ဘာလို့ဝိနေလဲလို့မေးတယ်တော့ကျွန်တော်ပြောတယ်မစုကျွန်တော်ကတော့ SME ကိုကျွန်တော်အားပေးရှင်တယ်နော်အသေးစားအလတ်စားလုပ်ငန်းတွေကျွန်တော်အားပေးရှင်တယ်ဒီလိုအားပေးလို့အသေးစားအလတ်စားလုပ်ငန်းတွေတက်လာလို့ဒီလိုပြန်ရောက်လာမယ်တစ်ဖက်ကလည်းလယ်သမားတွေကိုကျွန်တော်တို့လေယာပြန်ပေးပြီးတော့ပတ်စံချပေးလိုက်ရင်ဒီလူတွေလာမယ်တော့ဒါကိုကျွန်တော်လုပ်အောင်ဆိုတော့ကျွန်တော်အားပေးတယ်ဆက်လုပ်ပါဆိုကျွန်တော်ပြောတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ SME ကိုပတ်စံချီးတဲ့အဖွဲ့တွေကသိများနေတယ်နော်ကျွန်တော် MEDB ကချီးတယ် MEB ကချီးတယ် JICA ကချီးတယ်ဟိုအဖွဲ့တွေအများကြီးချီးနေတယ်နော်စိုက်ပျိုးရလည်းချီးတယ်ဆိုတော့ရတဲ့လူကရတာများနေပြီးတော့သူ့မှာဝန်ပိမှာကျွန်တော်သိပူလာတယ်ဒါမှမဟုတ်ဒါတွေကျွန်တော်ပြန်စုစည်းရမယ်တာဝန်ကျွန်တော်ရှိတယ်လို့ကျွန်တော်ယူဆပြီးတော့ကျွန်တော်ပြန်စုတယ် MSME ဆိုတာကအသေးစားအလတ်စားတွေလုပ်ငန်းလေးတွေအသေးစားအလတ်စားလုပ်ငန်းဆိုတော့လုပ်ငန်းကြီးတွေကျွန်တော်ရည်မှန်းရတယ်ဒါပေမဲ့ကျွန်တော်တို့ဗန်တွေကငွေချီးတဲ့အခါမှာအာမခံနေပဲချီးတယ်အာမခံမရှိတဲ့လူငွေမရအောင်အဲ့ဒါကိုအမေစုကမကြိုက်လူတိုင်းကငွေကိုချီးခွင့်ရှိရမယ်ရအောင်ဖန်တီးရမယ်လို့ပြောတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့က SME ကိုကျွန်တော်ဖန်တီးတယ် MSME ကိုဖန်တီးတယ်နောက်ပြီးတော့ microfinance ကိုလည်းကျွန်တော်ခွင့်ပြုပြီး license တွေပေးချလိုက်တယ်သူကလူတွေကငွေလက်ထက်မှာရောက်လာတာပေါ့နော်အဲ့လိုရှိတယ်ဒီတော့ကျွန်တော်တို့ကဒီလိုကျွန်တော်တို့ MSME ကိုပတ်စံပေးတဲ့အခါမှာစီးနဲ့စနစ်နဲ့ပေးချင်တာပေါ့နော်ဒီ MSME တွေကအမှန်ပြောရမယ်ဆိုရင်သူတို့ရှိမှာစည်ရင်စာအုပ်တွေလည်းမရှိဘူးမှတ်တမ်းမှတ်ရလည်းမရှိဘူးပစ္စည်းလည်းမရှိဘူးနော်ဒီဘက်ကကျွန်တော်ဘန်ကပုံကိုယ်တွေကလည်းအာမခံရှိမှချီးခြင်းတယ်အာမခံမရှိမချီးဘူးဆိုတော့ကျွန်တော်ကပြောလို့ဆိုအာမခံမရှိတဲ့နီးနဲ့ရအောင်ချီးသို့သင်ပေးမယ်ဆိုတော့သို့သင်ပေးတယ်တစ်ဖက်ကလည်းကျွန်တော်တို့က SME ရလူတွေပြပြောတယ်ခင်ဗျားတို့စည်ရင်အင်းလေးတော့ထားအောင်နော်တော့မှကျွန်တော်နှစ်ခုချိန်လို့ရမှာပေါ့ဒီနှစ်ခုကိုကျွန်တော် match လုပ်ရမယ်အဲ့ဒီခါမှာအဲ့လိုလုပ်ဖို့အတွက်ကိုကျွန်တော်တို့က credit guarantee corporation ဆိုတာအာမခံတဲ့သူတို့ချင်းငွေတွေကိုမဆုံးရှုံးအာမခံတဲ့ corporation တခုထောင်ဖို့အတွက်ကျွန်တော်တို့ဥပဒေတခုဆွဲနေပါတယ်ဒီအတွက် special ကျွန်တော်တို့က SME ကို focus လုပ်နေတယ်ဆိုတော့သိရအောင်မကြခင်မှာကျွန်တော်တို့ဒီ credit guarantee corporation ဆိုတာဖွင့်လိုက်မယ်ဖွင့်နေဆိုတာဘာလဲဆိုတော့ SME ရလူကသူ့ရဲ့လုပ်ငန်းကို credit guarantee department လာမယ်အဲ့ဒီမှာဘယ်လိုရှိမလဲဆိုတော့ဟာကျွမ်းကျင်တဲ့ engineer တွေပြည်သူ့ကာတွေရှိမယ် lawyer တွေရှိမယ်စီးရင်ကန်တွေရှိမယ်စီးရင်တွေရှိမယ်လူတော်တွေရှိမယ်အဲ့ဒီကလူတွေကသူ့ရဲ့လုပ်ငန်းကိုစစ်မယ်စစ်ပြီးတော့မှသူကဘဏ်ကိုထောက်ခံပေးလိုက်မယ်သူ့လုပ်ငန်းကိုရှိပါသူရှုံးသွားလို့ရှိရင်ကျွန်တော်တို့80ရာခိုင်နှုန်း credit guarantee department ကကျွန်တော်တို့ယုံမယ်20ရာခိုင်နှုန်းခင်ဗျယုံတော့ risk တဲ့ဆုံးရှုံးနိုင်ယူမျှလိုက်တော့ပေါ့မျှပေးလိုက်တော့နော်အဲ့တော့ဟိုလူကလည်းပတ်စံရသွားတာပေါ့သူတော့သူက credit guarantee ကအောင်မြင်လဲအောင်မြင်မယ်မအောင်မြင်လို့ရှုံးလို့ရှိရင်ကျွန်တော်ပတ်စံ ADB ရဲ့ပတ်စံ160ချီရတယ်အဲ့ဒီကနေကျွန်တော်ပေးမယ်မြက်လို့ရှိရင်တော့ကျွန်တော်မြတ်ပဲမြတ်တယ်ဆိုရင်နောက်နှစ်မှာကြာရင်သူ့ကိုကျွန်တော်80အာမမခံလို့90အာမခံမယ်ဘာငါ30ယူနောက်နှစ်ဆိုရင်60ဘာငါ40ယူနောက်နှစ်ဆိုရင်50ဘာငါ50ယူအဲ့လိုမျှသွားလို့ရှိရင်ကျွန်တော်တို့တစ်ဖက်ကလည်း SME တွေအလုပ်ရမယ်ငွေရမယ်ဗန်တွေကလည်းပတ်စံမြန်ရမယ်မဆုံးရှုံးတော့ဘူးဆိုတော့တရားမို့ကျွန်တော်တို့ credit guarantee corporation ဆိုကျွန်တော်ထောင်းတယ်မကြခင်ဒါလည်းကျွန်တော်တို့ဒီ
ဟိုဒီမှာ MSDP တို့မှာကျွန်တော်ထည့်ထားတယ်ရှိတယ်ကျွန်တော်တို့အခု MSME ကိုမြေတော်ဖြတ်ဖို့အတွက်ကိုစိတ်ပြေးပန်နဲ့စီဝိုင်းပန်ကပေါင်းပြီးရင်ဖြစ်လာမဲ့ဘန်တခုဖြစ်နေမဖြစ်သေးတဲ့ဘန်တခုအဲ့ဒီမဖြစ်သေးတဲ့ဘန်တခုကနေပြီးတော့ကျွန်တော်တို့ pilot အနေနဲ့ကျွန်တော်ငွေစာချီးဖို့စီစဉ်နေပြီသူတို့ပတ်ချီးတော့မှာဒီတော့ဥပမာဖြင့်ကျွန်တော်တို့ဥစားချက်တွေမွေးတယ်ဗမာတွေကိုဗမာလူမျိုးတွေချင်းလူမျိုးတွေကရင်လူမျိုးတွေမွေးကြတယ်မွေးရင်သူတို့မှပတ်စံမရှိကြက်စံမရှိကျွန်တော်တို့ကကောင်းပြီရော့ခဲတို့ဘယ်လောက်ယူတာလို့တလားကြိုင်နှစ်လားကြိုင်ပြန်ပေးတစ်ခါပြန်ယူသွားအဲ့လိုနီးနဲ့ short term တွေကျွန်တော်လုပ်တဲ့ခါမှာအခု pilot plan မှာတော်အောင်မြင်နေတဲ့သဘောရှိတယ်ဒါစပြီးလုပ်တာဟိုကနှစ်ခုပေါင်းပြီးလို့ရှိရင်အရှိန်ကပိုရတာမယ်သူကမပေါင်းသည်ဖြည်းလုပ်နေရတယ်ပေါင်းဖို့ဆိုတာလွယ်တာမဟုတ်လေ it do be human resources ဟုတ်တယ်မလား human resources မှာလူတွေကငါဘဝကြီးကဘယ်လိုဖြစ်သွားမလဲဆိုတော့မပြောင်းရင်ဘူးလေကျွန်တော်တို့ကပြောင်းစေချင်တယ်မပြောင်းရင်ဘူးလေမပြောင်းရင်တော့ပြောင်းအောင်ကျွန်တော်ဖြည်းနှဲ့ပဲနေရတာပေါ့နော်အဲ့လိုလုပ်ပြီးနေရတဲ့ဘောရှိပါတယ်